ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစာမျက်နှာအလွတ်တွေအများကြီးရှိပါတယ်။အဲဒီစာမျက်နှာပေါ်မှာကျွန်တော်တို့ဟာကိုယ့်ဘဝအတွက်အကျိုးရှိမဲ့အလုပ်တွေကိုယ့်အတွက်လိုအပ်မဲ့အကြံဉာဏ်ကောင်းတွေအောင်မြင်ဖို့အတွက်လစ်လပ်ရမယ့်အရာတွေကိုရေးဖို့အစားကျွန်တော်တို့ဟာတခြားလူတွေဘာလို့နေလဲဆိုတာကိုလိုက်ကြည့်နေပြီးတော့အချိန်ဖြုံးပြလိုက်မိပါတယ်။နောက်ဆုံးစာမျက်နှာကုန်သွားမှကိုယ့်အချိန်တွေကိုယ့်ရဲ့အခွင့်အရေးတွေပါသွားမှသတိထားမိကြပါတယ်။တခါတော့ရော်တရမှာတူလို့ခေါ်တဲ့ကောင်မလေးတယောက်ရှိပါတယ်။သူမဟာစိတ်သဘောထားကောင်းပြီးဖြူစင်တဲ့သူတယောက်ဖြစ်ပါတယ်။ဒါပေမဲ့အရာကိုဆက်စစ်လို့တဲ့စိတ်ကလည်းရှိနေပြန်ပါတယ်။ခဏမှာတော့သူမရဲ့အိမ်ရှိကိုလူစင်းတယောက်ရောက်လာခဲ့ပါတယ်။အဲဒီလူကမောပတ်နေပြီးရေစာနေပုံရတာကြောင့်သူမကဘာမှမမေးပဲရေတစ်ခွက်အမြတ်ခတ်ပြီးတော့သွားပေးလိုက်ပါတယ်။လူစင်းကသူမပေးတဲ့ရေတောက်ပြီးတဲ့နောက်မှာပြုံးပြပြီးတော့ငါကဘာတူလဲသိလာလို့မေးလိုက်ပါတယ်။အဲဒီခါသူကခေါင်းခါပြပြီးတော့မသိပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။လူစင်းကငါကတင်မင်းတမန်ပဲဒီနေ့မင်းရဲ့အသက်ကိုယူဖို့လာခဲ့တာလို့ပြောလိုက်ပါတယ်။အဲဒီစကားကြားတဲ့အခါမှာသူဟာအယံမဲကြောက်ရွံ့တုန်လှုပ်သွားခဲ့ပါတယ်။တင်မင်းတမန်ကဆက်ပြီးတော့မင်းမရှိတဲ့တလားကျင်တဲ့စိတ်ကိုသဘောကျတယ်။ဒါကြောင့်မို့ငါကမင်းကိုအခွင့်အရေးတစ်ခုပေးမယ်။အဲ့ဒီအခွင့်အရေးကတော့ဒီကံကြမ္မာစာအုပ်ပဲ။ဒီအထက်မှာမင်းနာမည်နဲ့စာမျက်နှာတစ်ခုပါလိုက်မယ်။အဲ့ဒီမှာမင်းပါပဲရေးအမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ပြောပြီးသူမလက်ထဲကိုစာအုပ်ပေးလိုက်ပါတယ်။စာအုပ်ရတဲ့အခါမှာသူဟာသူမရဲ့ကံကြမ္မာကိုကိုယ်တိုင်ပြောင်းလဲခွင့်ရပြီဖြစ်တဲ့အတွက်ပျော်ရွှင်စိတ်လှုပ်ရှားစွာနဲ့သူမရဲ့လက်တွေတုံရင်နေခဲ့ပါတယ်။စာအုပ်ကိုဖွင့်ကြည့်လိုက်တော့ပထမဆုံးစာမျက်နှာမှာသူမရဲ့တငယ်ချင်းကမကြခင်ပတ်သက်တွေအများကြီးရပြီးချမ်းသာလာလိမ့်မယ်လို့ရေးထားတာကိုတွေ့လိုက်ရပါတယ်။နောက်တစ်ရက်ကိုလှည့်လိုက်တော့သူမနဲ့အင်းကြီးဖြစ်တဲ့တငယ်ချင်းကောင်လေးကလည်းဆရာတော်တယောက်ဖြစ်လာလိမ့်မယ်လို့ရေးထားတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့စာမျက်နှာကိုရှာရမယ့်အစားစာမျက်နှာတိုင်းမှာရှိတဲ့တခြားလူတွေရဲ့အကြောင်းကိုလိုက်ကြည့်နေပြီးသူတို့ရှစ်ဆက်ပြီးဘာဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားနေခဲ့ပါတယ်။အဲဒီလိုလုံးနေခဲ့ပြီးနောက်ဆုံးမှာတော့သူ့နာမည်ပါတဲ့စာမျက်နှာကိုတွေ့လိုက်ရပါတယ်။စာအုပ်ကိုကန်ပြီးခဏစဉ်းစားလိုက်ပါတယ်။ဘာရေးရင်ကောင်းမလဲ။စိတ်စဉ်ဥစ္စာတွေလားအသက်ရှည်ခြင်းလားပျော်ရွှင်မှုတွေလားလို့တွေးနေတော့မှပဲတင်မင်းတမန်ကရုတ်တရက်သူမရဲ့လက်ထက်ကစာအုပ်ကိုလက်ဆွဲယူလိုက်ပြီးမင်းအတွက်အချိန်ကုန်သွားပြီမင်းကတခြားသူတွေအကြောင်းကိုလိုက်စိတ်ဝင်စားနေရင်လည်းပဲကိုယ့်ရဲ့ခွင့်ရည်တွေကိုဖြုံးပြီးပစ်လိုက်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့မင်းကမင်းအတွက်ကောင်းတဲ့အရာတစ်ခုမှမရေးခဲ့ဘူးဒါဟာမင်းရဲ့အကြီးမားဆုံးအမှားပဲဆိုပြီးကြိမ်မောင်းလိုက်ပါတယ်သူဟာအလွန်တော်ရပြီးငိုယိုနေခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီတင်မင်းတမန်ကသူမရဲ့ဝိညာဉ်ကိုယူဆောင်သွားပါတော့တယ်ကျွန်တော်တို့ဟာတနေ့မိမိကိုယ်တိုင်တဲ့တခြားလူတွေအကြောင်းကိုသာလိုက်စဉ်းစားနေတတ်ပြီးပတ်ဝန်းကျင်ကပြောတဲ့အရာတွေကိုအလေးထားနေတတ်ပါတယ်ဒါကြောင့်နေ့စဉ်ရရှိနေတဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဆောင်ရွက်လုပ်တွေကိုတခြားလူတွေကြောင့်မကုံဆုံးစေပဲမိမိရဲ့အကျိုးရှိမဲ့အရာတွေသာအသုံးပြုဖို့အကြံပြုပါရစေကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့တွေအကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပေးဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ